တရုတ်နိုင်ငံဟာပစိဖိတ်တောင်ပိုင်းဒေသမှာတာဝေးပစ်ဒုံးကျည်တစ်စင်းကိုဇူလိုင်လ6ရက်နေ့ကစမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။ဩစတြေးလျနဲ့ဖီဂျီနိုင်ငံတို့ကြားအရေးပါတဲ့ကာကွယ်ရေးဆိုင်ရာမဟာမိတ်စာချုပ်လက်မှတ်ရေးထိုးပြီးနိုင်ပိုင်းအကြာမှာပဲစမ်းသပ်လိုက်တာပါ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေတာရင်းနိုင်ငံတွေစီကစိုးရိမ်တဲ့လေသံတွေထွက်လာကြပါတယ်။တရုတ်နိုင်ငံရဲ့စစ်ရေးထုတ်ပြန်ချက်အရနျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းပေါ်ကနေလေ့ကျင့်ရေးအတွက်အသုံးပြုတဲ့ပုံစံတူနျူကလ িয়ার ထိပ်ဖူးတပ်ဆင်ထားတဲ့မဟာဗျူဟာမြောက်ဒုံးကျည်တစ်စင်းကိုပစ်လွှတ်ခဲ့တာပါ။ဒုံးကျည်ဟာသတ်မှတ်ထားတဲ့ပင်လယ်ပြင်ဧရိယာတွေကိုတိကျစွာနဲ့ကြားရောက်ခဲ့ပါတယ်။တရုတ်ဘက်ကတော့အခုစမ်းသပ်မှုဟာနှစ်စဉ်ပြုလုပ်နေကြစစ်ရေးလင်းကျင့်မှုတစ်ခုသာဖြစ်ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုလည်းကြိုတင်အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။အခုစမ်းသပ်လိုက်တဲ့ဒုံးကျည်အမျိုးအစားဟာတိုက်ချင်းပစ်ဒုံးကျည်ဟုတ်မဟုတ်တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကကြေညာထားတာမျိုးမရှိပါဘူး။ဩစတြေးလျဘက်ကအခုကိစ္စကိုဗာပြောတယ်ဆိုရင်ပစိဖိတ်ဒေသရဲ့တည်ငြိမ်မှုငြိမ်းချမ်းမှုနဲ့လုံခြုံရေးကိုထိခိုက်စေတဲ့လုပ်ရပ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်for tests such as this, for there to be given 48 hours notice. This was not done on this occasion. တရုတ်ရဲ့စစ်ရေးတိစမှုတွေဟာပွင့်လင်းမြင်သာမှုနှဲပါနေပြီးဒေသတွင်းနိုင်ငံတွေကမျှော်လင့်ထားတဲ့ယုံကြည်မှုမျိုးကိုမပေးနိုင်ဘူးလို့ပြောနေပါတယ်။နယူးဇီလန်ကလည်းတိတ်ကိုစိုးရင်စရာကောင်းတဲ့အခြေအနေပါလို့ပြောပါတယ်။ဂျပန်အစိုးရကလည်းဒုံးကျည်မဆန်မှုတရုတ်ကိုတိုက်တွန်းခဲ့ပါသေးတယ်။တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေတိုးမြင့်လာတာကိုစိုးရိမ်မိတယ်လို့ပြောပါတယ်။လေလာသူတွေကအခုစမ်းသပ်မှုဟာလုံးဝမတော်တဆအချိန်ကိုက်ဖြစ်လာတာမဟုတ်ဘူးလို့သုံးသပ်ကြပါတယ်။သင်္ဘောခြေရာခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Starboard Maritime Intelligence ရဲ့အချက်အလက်တွေအရတရုတ်ရဲ့ဂျိုရုဂျေယာခံသင်္ဘော၃စင်းဟာပစိဖိတ်ဒေသတွင်နေရာယူထားတာကိုတွေ့ရှိရပါတယ်။အဲ့ဒီသင်္ဘောတွေဟာဒုံးကျည်စမ်းသပ်မှုကနေအချက်အလက်တွေကိုစုဆောင်းမှုကြိုတင်စီစဉ်ရောက်နေပုံရပါတယ်။တစ်ဖက်ကဘလူတွေပဲဝေဖန်တရုတ်ဘက်ကတော့သူတို့ရဲ့စမ်းသပ်မှုဟာဘယ်နိုင်ငံကိုမှညွှဲထားတာမရှိသလိုသက်ဆိုင်ရာနိုင်ငံတွေအနေနဲ့အထင်မြင်မလွဲမှားကြဖို့လည်းပြန်ရှင်းပြနေပါတယ်။အခုဖြစ်စဉ်ဟာပစိဖိတ်ဒေသတွင်းနိုင်ငံတွေအကြားမယုံကြည်မှုတွေပုံမအားကောင်းလာစေမဲ့အရေးအယောင်တစ်ခုဖြစ်လာနေပါတယ်။